ရောက်မကောင်းဘူးတော့ညီးတဲ့လူတွေအဲ့ဒါရွတ်နေရောင်းကောင်းလိုက်ပါဦးရောင်းနေတဲ့ပစ္စည်းရောက်ဘေးမဲ့ဆရာတော်ဘုရားကြီးငယ်ရွယ်စဉ်စာသင်သားဘဝတုန်းကသူဆုံးခါနေတော့ဆုံးလောင်းနေတဲ့ဒကမာကြီးကစကားဆက်မိလို့မောင်ဝစင်းရဲ့ဈေးရောက်ရတာလည်းမကောင်းဘူးရောင်းရချရတယ်လည်းမကောင်းပါဘူးဈေးရောက်ကောင်းတဲ့နီးလေးများရှိခဲ့ပေးခဲ့စမ်းပါလို့တောင်းတော့ဒကမာကြီးနီးတော်ရှိတယ်ဒကမာကြီးရွတ်ဆိုနိုင်မှာလားလို့အောက်မလေးနီးတော်ပေးစမ်းပါဗျာတပည့်တော်မှဈေးရောက်မကောင်းတော့အလကားထိုင်နေရတာအပြင်းတောင်ပြေသေးရေးပေးစမ်းပါတပည့်တော်အဲ့ဒါရွတ်နေမှာပေါ့လို့ဆိုတယ်ဒါနဲ့ဦးစင်းကဗလာစားဝင်ယူတော့အဲ့ဒါရေးပေးခဲ့တာအဲ့ဒါရေးပေးရင်တိုင်းပေါ်ထိုင်ပြီးတော့အဲ့ဒီဂုံတော်ကွန်ချာကိုသူကဖတ်တယ်ဖတ်ရင်နဲ့နေပြီးတော့ဒီနေ့တခြားသိတာလားဈေးရောက်လို့ကောင်းတယ်ရောင်းတာတော့ပစ္စည်းကတော့မထူးပါဘူးဒီဂါထာရွတ်တာပဲသူထူးတယ်နောက်တော့ဒကမာကြီးဈေးရောက်လို့ကောင်းပြီလားလို့မလေးကောင်းချာမောင်ဈေးရဲ့ကျေးဇူးတင်လိုက်တာဒါနဲ့တဖြည်းဖြည်းဒီနေ့တခြားနဲ့သူဆိုင်ကဟိုပစ္စည်းဒီပစ္စည်းတွေထည့်တယ်ရောင်းတာအဲ့ဒါရောင်းရင်မှတဖြည်းဖြည်းနဲ့နေပဲကြီးပွားလာလို့သူရဲ့စေမျိုးတွေကလာငွေရှိတော့သူကလည်းပေါ်လာလေးတွေချင်းငှားပြီးတော့တခါတည်းယူသွားတဲ့ငွေကတော်တော်ကြာသေးတယ်မပေးတော့သူကလိုက်တောင်းတာတနေ့တော့အခါအမရပူရာမျိုးတစ်ဖက်တောင်းတမန်ဘက်ကဆွေမျိုးများထံကကျွေးတောင်းလို့ပြန်လာခဲ့တယ်ပြန်လာခဲ့တော့ထိုးစင်းကငွေကတင်းကားကြီးတွေကိုအဝက်နဲ့ထုတ်ပြီးတော့ခေါင်းပေါ်ရွက်ပြန်လာတယ်အတော့သမားတွေရက်ထုတ်ကြီးတွေကဒီနေ့တော့ဒီတော်ကြီးကဈေးရောက်နေတဲ့လူချမ်းသာမှာသူကပြန်ငွေထုတ်ကြီးနဲ့ပြန်လာဒီကဘားကရတိုက်နှံကအဲ့ဒီနားမှာဆောက်ချုံနေရှိတယ်မွန်းနံပင်တွေရှိတယ်တောထနေလူမရှိဘူးအဲ့ဒီနန်းကနေစီဆောင်လို့ရှိရင်ဒီတော်ကြီးညနေမိုးကြုံမှာစီလွတ်ရအောင်ဆိုတာအကျန်နဲ့စောင့်နေကြတယ်တော်ကြီးကသူတယောက်တည်းပဲဝေတော်ကြီးရွက်ပြီးတော့ပြန်လာသူကဂုံတော်ကွန်ချာသွားရင်လာရင်လည်းရွတ်တတ်တယ်ထိုင်းနေလည်းရွတ်တတ်တယ်သွားရင်လာရင်သူကပါးစပ်အလကားမနေဘူးဒီဂုံတော်ကွန်ချာရွတ်နေရချင်းသူကအဖော်ခဲ့ပြောနေတယ်သွားရင်ရွတ်လာတော့တောက်သမားကြီးတွေကအတော်ကြီးလာတဲ့အခါဝေတော်ကြီးစီလူမယ်လို့ကြံစည်ပြီးတော့ခလန်းလန်းကမိုးနံဂျုံကြီးတွေရားတဲ့ကစောင့်ပြီးတော့ကြည့်နေကြတော့သူတို့ကယွန့်သွားတယ်အတော်ကြီးတယောက်တည်းမဟုတ်တော့သူ့နောက်ကလည်းတနှထန့်လာတဲ့ပလိတ်တယောက်ရှေ့ကလည်းပလိတ်တယောက်အမဲမသွားအောင်လုပ်နေသွားအောင်လုပ်နေအပြစ်ခံရလိမ့်မယ်ဒီမိမကြီးကမညံဘူးသူကပလိတ်တွေကိုခေါ်လာခဲ့တာကွာတို့ကစောင့်နေမှသိလို့နေမှဆိုပြီးတော့သူတို့ပုံပြီးတော့နေကြရတယ်ဒါအတော်ကြီးအဲ့ဒီနေရာလည်းလွတ်တော်သွားတယ်အမှန်ကတို့အတော်ကြီးကဘယ်သူမှဖော်ပါဘူးသူတယောက်တည်းလာခဲ့တာအဲ့ဒါရန်သူကတော့အဆောင်ရောက်ပြီးမင်းရတယ်သူ့ဘာသူတော့အဆောင်မှာပါဘူးသူ့အဆောင်ကဂုံတော်ကွန်ချာရောက်ခဲ့တာဂုံတော်ကွန်ချာကအန်ဒရယ်လည်းလွတ်တယ်ဘေးလည်းကင်းတယ်ကိုသေးဓာမြဘေးမှလည်းလွတ်တယ်ဈေးရောက်မကောင်းတဲ့လူလည်းဈေးရောက်ကောင်းတယ်အဲ့ဒါမှတ်ထားကြဈေးရောက်မကောင်းမှုတော့ညီးတဲ့လူတွေအဲ့ဒါလာရွတ်နေရောင်းကောင်းလိုက်ပါဦးရောင်းနေတဲ့ပစ္စည်းရောက်ဂုံတော်ကွန်ချာသာဇုံကန်ရွတ်နေကြမှတ်ထားအဲ့ဒါဈေးရောက်ကောင်းနေပါတယ်အဲ့ဒါကရှေးကကြားခဲ့တယ်ဟိုးဘေးမဲ့ဆရာတော်ဘုရားကြီးအမိန့်ရှိသွားတယ်နေပဲနော်မှတ်ထား